ကြာခင်မှာကိုယ့်ဘဝတွေကိုဝင်လာမဲ့လူကဘယ်လိုလူမျိုးဖြစ်မလဲသူ့ရဲ့စိတ်နေစိတ်ထားဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကို tarot ကလေးသုံးပြီးတော့မှတစ်ချက်ကြည့်ပေးမယ်နော်โอเคမကြခင်မှာကိုယ့်ဘဝတွေကိုဝင်လာမဲ့လူကလေဘယ်လိုလူမျိုးလဲဆိုတော့လုံးဝကိုမှ fire sign energy အားကောင်းတဲ့လူမျိုးဖြစ်နိုင်နေပေါ့နော် Aries Leo Sagittarius သူ့ရဲ့ sun sign မှာမဟုတ်ဘူးပေါ့နော်သူ့ရဲ့ chart ထဲမှာဒီလိုမျိုး sign နေပါနိုင်တယ်ဒါမှမဟုတ်ကိုယ်ထဲမှာပါတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဘယ်လိုလူမျိုးလဲဆိုတော့ तू ကလေ energy အားဖြင့်ဆိုလို့ရှိရင်လုံးဝဘယ်လိုပြောမလဲ main character energy ရှိတဲ့သူမျိုးဖြစ်နိုင်တယ်confidence ရှိတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီမှာ Leo energy လဲတွေ့ရတယ်အဲ့တော့ Leo energy ဆိုတဲ့အတိုင်းနည်းနည်းလေး main character energy သူစီမှာယုံကြည်ချက်ရှိစွာတည်ဆောင်ထားတာကိုတွေ့ရတယ်ပေါ့နော်ဆိုရုပ်ရည်အဖြစ်ဆိုလို့ရှိရင်လဲဒါအရန်ကိုဆွဲဆောင်မှုရှိတဲ့ရုပ်ရည်လိုမျိုးပေါ့နော်မချောလို့ရှိရင်တောင်မှဆွဲဆောင်မှုရှိတယ်ဆိုတဲ့ရုပ်ရည်မျိုးတွေ့ရတယ်နောက်ပြီးလို့ရှိရင်ဒီ Hierophant ကအရာဆိုလို့ရှိရင်သူကလေ Taurus လည်းဖြစ်နိုင်တယ်နောက်ပြီးတော့ဉာဏ်ပညာအဖြစ်အရန်ကိုမှဉာဏ်ကောင်းနေပေါ့နော်ဉာဏ်ရည်မြင့်မားတဲ့သူမျိုးဖြစ်နိုင်တယ်တချို့ကြတော့လေသူများတွေတော့မသိဘူးပေါ့နော်ခေရဲ့ personally ဆိုလို့ရှိရင်ရုပ်ဘလောက်ပဲချောနေနေဉာဏ်မကောင်းမှုဆိုလို့ရှိရင်ကိုကဘလို့မှခံစားလို့မရဘူးရုပ်ကတအားကြီးအချောကြီးထဲမှာမပါဘူးဒါပေမဲ့ဉာဏ်ကောင်းနေဆိုလို့ရှိရင်ခေဆိုလို့ရှိရင် personally အရန်သဘောကျတယ်ပေါ့နော်ဉာဏ်ကောင်းနေတော်တယ်ဆိုတော့ကောင်လေးတွေကိုသဘောကျတယ်အဲ့လိုမျိုးပေါ့နော်အခုဒီဗီဒီယိုကြည့်နေတဲ့ collective ရဲ့ဘဝတွေကိုနောက်ဝင်လာမဲ့လူอ่ะဆိုလို့ရှိရင်သူကရုပ်ရည်ပဲမဟုတ်ဘူးပေါ့နော်ဉာဏ်ပညာအဖြစ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုအဲ့လိုဉာဏ်ကောင်းနေပညာတတ်ပေါ့နော်ပညာတတ်ဆိုတာထက်အဲ့လိုမျိုးစာတွေပညာတွေအတန်းပညာတွေပဲတော်နေတာမျိုးမဟုတ်ဘဲနဲ့သူ့မှာတခြားသောအဖက်ဖက်ကအထွေထွေဘဟုတုတမှာဉာဏ်ရည်မြင့်မားတာအဲ့လိုလူမျိုးဖြစ်နိုင်တယ်နောက်ပြီးတော့အဲ့လိုအရန်ကို traditional ဖြစ်တယ်ပေါ့နော် energy တွဲဆက်ကနည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတယ် King of Wands energy ရှိနေတဲ့အတွက်ကြောင့်မို့လို့သူက fun လေးဖြစ်တယ်ပျော်စရာလည်းကောင်းတယ် Hierophant တော့ပါတယ်အဲ့အတွက်ကြောင့်မို့လို့ဉာဏ်ကောင်းတယ်ရန်ကြီး traditional ဖြစ်ပြီးတော့အေးဆက်လူမျိုးတော့မဟုတ်ဘူးပျော်တတ်တယ်အဲ့လို fire energy ကောင်းနေပေါ့နော်သူကကိုနဲ့တွေ့တဲ့အချိန်မှာတော့လေလုံးဝဟိုအရှိကပြတ်ခဲ့တဲ့ relationship ပေါ့နော်အဲ့ဒီပေါ်မှာဝမ်းနေနေတယ်ဆိုတော့ညားလေကိုကလေသူ့ရဲ့စိတ်ဓာတ်ရာတွေကို healing ဖြစ်စေတယ်ကုစားပေးနိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝကို King of Cups ဆိုတဲ့ energy ကိုပြောင်းလဲသွားနိုင်လောက်တဲ့အထိကိုနဲ့ relationship ကသူ့ရဲ့စိတ်ဓာတ်ရာတွေကိုကုစားပေးနိုင်တယ် heal ဖြစ်စေတယ်ပေါ့နော် King of Cups energy ကိုရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ emotionally available ဖြစ်တဲ့သူမျိုးပေါ့နော်အရှိမတွေ့ထားတဲ့ energy တွေအရာဒီလူက IQ မြင့်မားတယ်ဉာဏ်ရည်မြင့်မားတယ်ဆိုတာသိပေမဲ့အခုခေတ်ကြီးမှာ IQ တခုတည်းမြင့်လို့အလုံးမဖြစ်ဘူးပေါ့နော်EQ တွေပြီးတော့ဒီ spiritual quotient ပေါ့နော် SQ ပါမြင်ရမယ်ဆိုတဲ့ဟာမျိုးတွေအထိကိုကြည်နေတဲ့အချိန်မှာဉာဏ်ရည်တစ်ခုပဲမြင်မှာပြီးတော့မှအတ္တကြီးနေမယ်ဆိုလို့ရှိရင်အဲ့လိုလူမျိုးကပို့ပြီးတော့မှအန်တီရရှိတယ်ပေါ့နော်အခုအရှိမတွေ့ရတဲ့ကတ်တွေရဲ့ energy ရတော့သူကဉာဏ်ရည်မြင့်မှာမယ်ရုပ်ရည်အပြင်လည်းနှစ်လို့ပဲရှိတယ်ဆွဲဆောင်မှုရှိတဲ့သူမျိုးဖြစ်နေပြီးတော့ကိုနဲ့တွေ့တဲ့အချိန်မှာဒါနည်းနည်းလေးအသေးကွဲနေတယ်ဝမ်းနေနေတယ်အရှိရ relationship နဲ့ပတ်သက်ပြီးတော့နည်းနည်း trauma လေးတွေရနေတဲ့အချိန်မှာကိုယ့်ရဲ့energy နဲ့ကုစားနိုင်ပြီးတော့ဒီလိုမျိုးပြောလို့ကိုကသူ့ကိုသွားပြီးတော့မှကုစားပေးရမယ်ဆိုတဲ့နေရာမှာဝင်ယူခိုင်းတာမဟုတ်ဘူးပေါ့နော်နှစ်ယောက်ကတူတူဖူးစာဆောင်မှုအတွက်ဖြစ်လာတယ်ဆိုလို့ရှိရင်နှစ်ယောက်ရဲ့ပေါင်းစပ်မှုကအလိုလိုကို healing ဖြစ်စေတယ်ပေါ့နော်အဲ့တော့ဒီ reading လေးကို resonate ဖြစ်တဲ့ energy ကြိုက်တယ်လို့ခံစားရတယ်ဆိုလို့ရှိရင် comment မှာ claim လုပ်သွားနိုင်ပါတယ်ရှင်ဆိုတော့ရုပ်ရည်ချောမောပြည့်စုံပြီးတော့IQ EQ အဖက်ဖက်ကနေပြီးတော့မှ balance ဖြစ်တဲ့ဖူးစာဘက်ကောင်းလေးနဲ့ဆုံတွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်